တင်းဗီဒီယိုထဲမှာတော့ဖင်းရတီရမလားဟိုပြီးဝှေ့ကြည့်သွားမယ်အပြင်မတင်မဲ့ပဲဖင်းရတီကိုရခဲ့ပြီးတော့ okay ကျွန်တော်ရတော့မယ်5 4 3 2 1 okay ဖေးအောင်ရေးရသွားပြီလို့ကဲဗျာအဲ့ဝင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင် okay ဗျာဒါတော့ကျွန်တော်ပထမတစ်ခါရိုးကြီးပဲဖြစ်ပါတယ် okay ကဲကျွန်တော်စနေပြီရိုးလိုက်ကြဖို့ဗျာ okay ကောင်းတာလေးပေးပါ view လေး please ဟာဟေးအောင်ရေးမင်းတို့ကတော်လေးရောကျွန်တော်ဖတ်မရပါဘူးနော်ဟမ်စပင်ရအောင်ကျေးဥတင်ရမယ်ပုံပေါက်နေဝေထားရပါဦးကျွန်တော်နောက်တစ်ခါထပ်ရိုးကြည့်အောင်ဗျာ okay ဒါတော့ကျွန်တော်နှစ်ခါမြောက်ရိုးချင်းပေါ့ဗျာ okay ကောင်းတာလေးပေးပါ please ဟေးအောင် iPhone ဟေးအောင် what the fuck ဟေးအောင်အိုက်တော့မရဘူးလေကွာပါကြီးုံကွာဟေးအောင်ရေးထားရပါဦးကျွန်တော်နောက်တစ်ခါထပ်ရိုးကြည့်ရပေါ့ဒါတော့ကျွန်တော်၃ခါမြောက်ရိုးချင်းပါဒီကောင်းတာလေးပဲပေးပါကွာငါအဲ့လောက်တိတ်မပြောချင်တော့ဘူးကွာဟေးအောင်ရေးဟာကောင်းရောဗျာကျွန်တော် flame ရောမရဘူးညာကြည့်ပါစပလင်းလာရဟာရောင်ရေးဘလောက်ဘူးမှာအရင်ကြင်လာဒါဝင်ဘရာတို့တီတီပြရှော့ရှိပါတယ်ဒီရှော့မှာဝင်ရိုဘတ်တွေ level တွေ money တွေကိုဖေးတန်ကုန်နဲ့ဖတ်မိမဲ့ပြင်ပါမနစ်တွေဖူတွေ gate ဘတ်တွေနဲ့ဘောင်းဒီကိုလည်းရရှိပါပါ level မကောက်တွေလူကြိုက်များတဲ့ဝီဝိုကောက်တွေကိုလည်းဖေးတန်ကုန်နဲ့ရရှိအောင်ပါပါဒီရှော့မှာမယူရတဲ့ဝင်ကျွန်တော်ရဲ့ comment description မှာ link ချပေးထားပါတယ်ဒါနဲ့ ဆောင်းရင်းချမ်းနဲ့ main ကောက်တွေထည့်ရောက်ထားမှာလို့အခုပဲသွားဝယ်လိုက်တော့ဗျာ okay ဘရာတို့ဒါတော့ကျွန်တော်၄ကမြောက်ပါဗျာ okay ကောင်းတာကြီးပေးပါလို့ please okay ကျွန်တော်စနေရိုးလိုက်တော့ဗျာအဲ့ဆိုတော့မဟုတ် medical ဟေးအောင်ရပေါ်တယ်ဟေးအောင်ပေါ်တယ်ပေါတော့မှာ okay ကျွန်တော်ပေါ်တယ်ရတော့မယ်ဟေးအောင်ရေးဟာဆက်တယ်ကွာ okay ဘရာဒါတော့9ကမြောက်ပါ okay ဒီကောင်းတာလေးကမသေးရပါဘူးဗျာသိရမလားကျွန်တော် okay နည်းနည်းတော့ထည့်တယ်ဗျာလိုက်ရအခြေလိုင်းအခြေနေထည့်ရှိုးလာအောင်နည်းနည်းထည့်တယ်ဟာရဖောင်း okay ဟေးအောင်ရေးဒါတော့ကျွန်တော်နည်းနည်းတန်သွားပြီလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဖောင်းပေါက်သွားပါဗျာကျွန်တော်ဖောင်းပေါက်သွားပါဗျာဦးရကျွန်တော်ဖောင်းပြီးတော့ဖောင်းစကားတော့ထည့်တယ်ဗျာ okay ကျွန်တော်နောက်တစ်ခါထပ်ရိုးပါမယ် okay ဒါတော့ကျွန်တော်6ခါမြောက်ပါ okay ကျွန်တော်ရိုးလိုက်ရောဗျာ okay ဘာရမလဲချက်တော့ကြည့်မယ်ဗျာဟေးအောင်ရေးတိုက်ကနှလုံးကြီးတော့ကြော်ပါဟာဟေးအောင်ရေးစပင်ကြီးပဲမင်းတို့ကမဟုတ်တော့ဘူးကွာစပင်ကြားလိုက်စပလင်ကြားလိုက်နဲ့ဒါနဲ့တင်လဲနေမဟုတ်တော့ဘူးကွာ okay ဗျာကျွန်တော်ဒါ9ခါမြောက်ပါ okay ရိုးလိုက်တော့ဗျာဘာရမလဲချက်တော့ပဲကြည့်မယ်ဗျာ okay ဟေးအောင်ရေးအကောင်းလုံးကိုကြော်သွားပါတယ်လို့ဟေးအောင်ရေး background တော့မရဘူးကွာနောက်ခံစမုတ်တဲ့ကောင်းရောထိုင်ပါဦးကျွန်တော်နောက်တစ်ခါပေါ့ဗျာဟုတ်ပြီလားနောက်တစ်ခါထပ်ရိုးကြည့်ရပါကောင်းတာလေးရမှာပါနော်ဒါတော့ကျွန်တော်ရှစ်ခါမြောက်ပါရှစ်ခါမြောက်ရောက်နေဟိုကန်းတော့ကောင်းမှာပါ easy ပဲဟုတ်ပြီလားကျွန်တော်ချက်တော့ကြည့်မယ်ဗျာဟေ့ဖန်ရည်ဟေ့ဖန်ရည်ရော rocket no rocket ကြော်လိုက်လीဟာဤပါကွာ rocket နဲ့လာတစ်ွာကျွန်တော်တတိလေးကြော်လိုက်တာလည်းရပြီဗျာတို့မဟုတ်ဘူးဟာကြောင့်ဒီ rocket ကြီးကဘာလို့အောင်ပါလဲโอเคဗျာကျွန်တော်9ခါမြောက်တော့ရောက်နေဗျာကျွန်တော်ကြည့်အောင်ဘာရမလဲမသိဘူးဟာထုံးရတိုင်းပဲကျွန်တော်စပင်ကြမကြရင်ကျွန်တော်စပလင်ကြဒါပဲကျွန်တော်ဘောကလဲနေဗျာဒုက္ခပဲဒါတော့ကျွန်တော်10ခါမြောက်ပါ10ခါမြောက်ဟိုကြော်ကြည့်လိုက် avatar တော့ကျွန်တော် main skin ပြောင်းထားဗျာဒါလေးကတော့ကျွန်တော်ပေးလိုက်တော့ဟုတ်ပြီလားကျွန်တော် main skin ကိုပြောင်းထားဗျာဟုတ်တယ်ဗျာကျွန်တော်ကန်ကောင်းတာလေးကိုပေးလိုက်တော့ဗျာဒါလေးကတော့ please ဖေးအောင်ရေးဟာထုံးရတိုင်းပဲဗျာကျွန်တော်စပင်နဲ့ okay ဒါတော့ကျွန်တော်ဆက်တစ်ခါမြောက်ပါထပ် roll လိုက်ရောက်ဗျာဒီကတော့ကျွန်တော် accessory တို့မဟုတ် medical လေးလိုချင်ပါတယ်ဟေ့ဟေ့ရေးဒါဟိုကျွန်တော် accessory ရပါပြီဗျာဟေ့အောင်ရေးစောင်းရင်းပြောတယ်ကွာဟေ့အောင်ရေးမိုက်တယ်ကွာဟေ့အောင်တော်ရရပါဗျာကျွန်တော်ဒီ ဘက်မှာတော့ကျွန်တော်ဒီ accessory များတော့ထင်တာဟုတ်နော်ကျွန်တော် light လိုက်ရပါတယ် full ပါဘူးကျွန်တော်တက်ပါတယ် okay ဒါတော့ကျွန်တော်ဆက်တစ်ခါမြောက်ပါ okay ထပ် roll လိုက်ရောက်ဗျာဒီကလည်း accessory လေးပဲဟုတ်တယ်ဗျာဟာရောရေးစပစ်တော့ဗျာစပစ်နဲ့ဟေ့မဟုတ်တော့ဘူးတော့ဒီစပင်းကြီးကငါနဲ့ပဲကြာတယ်မဟုတ်တော့ဘူးတော့တော်များနေပြီဟာကွာ A few moments later okay ဒါတော့ကျွန်တော်မဖောက်ခင်ကျွန်တော်ဆေးလေးရင်တောင်းလိုက်ပြီဟုတ်တယ်မလားအဲ့ကြမှာကျွန်တော်ဖွင့်ရပါရှိပါကန်ကောင်းအောင်ဗျာဒါတော့ကျွန်တော်73ကမြောက်ဟုတ်တယ်မလား okay ကျွန်တော်ဖောက်ပဲဗျာ okay ကျွန်တော်ကောင်းတာလေးပေးပါကွာလက်တန်းလေးကချမှာဖောက်ရတယ်ကန်ကိုမကောင်းဘူးဗျာကျွန်တော် accessory လေးပဲကန်ကောင်းတယ်ကျွန်တော်ဟာရမကောင်း okay ကျွန်တော်ဘာပေါင်းမလဲ okayဟာဘလိတ်တော်လေးပါဘလိတ်ပေါက်တာကြေးဦးတန်ပါကျွန်တော်ဘောင်းတော့ကျွန်တော်စပင်မပေါက်လို့ပါကျွန်တော်နေတယ်ကျွန်တော်14ကမြောက်မှာကန်ကောင်းနေတာမလို့ကျွန်တော်အဲ့ပေါ့နော်တစ်တော့ပေါပါပေါ့ဒါနည်းနည်းနာမည်ကြီးရလို့ပြောလို့ရတယ်ဒီလိုမျိုး live ဖောင်းရဗျာ မြေကောင်းခံပဲ E ခံပဲဗျာကျွန်တော်4ရယ် E ရယ် E
EAR ထဲနော် EAR စက်ထင်တာပဲကျွန်တော်ဟုတ်တယ်ကျွန်တော်ဇက်ကိုရလိုက်မှာမှားလားတော့မသိဘူးရနောက်ပြီးက LUCK left okay ကျွန်တော် flick ကပြောမှာကန်ကောင်းကြည့်ပါလေအဲ့ကြောင့်ကျွန်တော်ဒီလိုမျိုးနီးလိုက်တုံးလိုက်ပါမယ်လုံးဖြစ်မလားတော့မသိဘူးတော့ကျွန်တော်တိုက်ကြည့်ပါမယ်ကျွန်တော်တော့ accessory တွေတိုးမဟုတ် practical ပေါ့အဲ့ဒါလေးပဲလိုချင်တာပါ okay ကျွန်တော်စောက်ပေါက်ပါပြီကောင်းတာတွေပေးပါ please ပေးအောင်ရေးကျွန်တော် accessory လိုချင်လေးကျွန်တော်အိုးထုတ်တစ်ခုလိုလေးဟေ့ဒါပဲလို့ကျွန်တော်အိုးထုတ်ပေါက်သွားပြီရေးအောင်ပြီးပြီကျွန်တော်ပန်းစည်းလေးရသွားပြီအိုးထုတ်လေးရသွားပြီဟိုဒီဘက်မှာကျွန်တော် accessory တစ်ခုကိုပြည့်စုံသွားယူတိုင်ခဲ့ပါပြီ rocket ပေါက်တယ်ဘာဖြစ်ဘူး rocket ပေါက်တယ်ပျော်ပြီးတော့ဘာဖြစ်လို့ကိုကျွန်တော် accessory ရသွားပြီဟုတ်တယ်မလားဆောင်းရင်ပျော်ပါတယ်မိုက်ပါတယ် okay ဘာလို့ကျွန်တော် accessory ရပြီလို့ထင်ပါတယ်ကျွန်တော်ထဲတော့ရယူရရေပေါ်ပါတယ်ကျွန်တော်ကခုပါရတာပါကျွန်တော်မှာယတီဖူးရှိရဗျအဲ့ယတီဖူးကကျွန်တော်ဖန်တယောက်ကပေးတာဒါပေမဲ့တစ်တော်တွေက brother ဗျအဲ့ဖင်းယတီပေးမယ်တဲ့ရိုးယတီပဲပြန်ပေးတဲ့ Nice. ဒါကြီးဖောက်ရမ်းတန်တယ်က brother ကိုဘယ်လိုထင်တော့တော်တော်ကိုတန်တယ်ကြည့်လိုက်ဟိအောင်ရေးကဲကျွန်တော်နောက်ဟုတ်တော့ဖင်းယတီရအောင်ပါမယ်ဟိအောင်ရေးပျော်ရကြီးကွာကဲကျွန်တော်ရိုးယတီလိုက်ရှာလာအောင်ပဲအဲ့ကျွန်တော်ရိုးယတီကကျွန်တော်ဖန်တယောက်ကပေးတာပါကျေးဇူးတင်ပါတယ်အဲ့ရိုးယတီပေးတဲ့ဖန်ရောဒီ brother ကိုကျွန်တော်ကျေးဇူးတင်ပါဟိအောင်ရေး February ကိုထပ်ထည့်ရဟာဟိအောင်ရေးဒါခုတော့ကျွန်တော်ရအောင်မယ်ဗျဖင်းယတီ okay ကျွန်တော်ရအောင်မယ်5 4 3 2 1 okay ဟိအောင်ရေးရသွားပြီလို့ကျွန်တော်ဖင်းယတီပေးရဲ့ brother ရိုးယတီပေးရဲ့ brother နှစ်ယောက်ဖလုံးကျွန်တော်ကျေးဇူးရမ်းတင်ပါတယ်ဒီဗီဒီယိုလောက်ပါပဲနောက်ဗီဒီယိုကျမှဖင်းယတီပေးရင်ဘာပြန်ပေးပလဲဟိုဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲတက်တာ